ဒီကွင်းအချင်းနဲ့လောက်ပြမယ်နော်သူ့ကိုကွင်းကိုဒီလိုထားပြီးတော့ဒီလိုလေးရှိုးမယ်ဒီလိုလေးရှိုးဝင်တော့ရင်သူ့ကိုဆွဲလိုက်မယ်နော်ဒီတုတ်ထားတဲ့အထိဆွဲလိုက်မယ်အဲ့ဒါပြီးလို့ရှိရင်ဒီဘက်တစ်ချမ်းကိုလည်းဆွဲမယ်သူ့ကိုဒီလိုပြန်ထိုးဝင်မယ်သူကကျတော့အပွင့်နဲ့ဆိုတော့ဟိုအထစ်ထစ်လေးပါတော့ဆိုတော့တေချာလေးချီလိုက်မယ်ပြီးရင်သူကဒီလိုအနေထားလေးရပြီဆိုရင်သူ့ကိုဒီလိုလေးခောက်ပေးလိုက်ပါခောက်ပြီးလို့ရှိရင်သူကဒီလိုလေးထွက်လာမယ်နော်သူပုံစံလေးကဒီလိုလေးအဲ့ဒါပြီးလို့ရှိရင်သူကိုကချက်တော့ဒီမှာဒီလိုလေးရှိုးမယ်ကချက်တော့ဒီချာလေးနဲ့ပွင့်မညီမညာလေးဆိုတော့အစင်တူဟာဒီလိုပုံစံလေးဒီလိုလေးလာမယ်ထိုးပလိုက်ရင်ကျတော့ဒီခွင်းကဒီဘက်အထိနော်သူကဒီလိုလေးချိတ်ပါတယ်အဲ့ဒါဆိုရင်ဒါလေးတကယ်လို့ခဏကပြတဲ့ခြေဒီအကြီးလေးနဲ့ဆိုရင်ကျတော့သူကတော့တော်တော်လေးချောင်းမှာခဏနော်ပြီးရင်သူ့ကိုဖြုတ်မယ်ဆိုရင်သူ့ကိုဒီလိုလေးရင်ဒီဟာကိုလေးဒီလိုဖြည့်မယ်ပြီးလို့ရှိရင်နောက်ကိုနည်းနည်းဆွဲမယ်ဆွဲပြီးလို့ရှိရင်ဒီမှာခြေဒီကိုဒီလိုနော်ဒီအနေပြန်ရှုထွက်မယ်ဒီကောင်ကအထက်ဆရနဲ့ဖြည့်ရခဲ့တယ်နော်တကယ်တော့ဒီကောင်ဆိုရင်သူ့ဒီလိုလေးပဲရှိုးလိုက်မယ်ဒါကတော့ကျဲဒီသေးတယ်အကွင်းကကြီးတယ်နော်အဲ့ဒါပြီးလို့ရှိရင်သူ့ဒီလိုလေးဆွဲလာမယ်ပြီးဒီရနေရှိုးဝင်လိုက်မယ်နော်ဒါကျတော့ချွတ်ချွတ်ချွတ်လေးဝင်ပါတယ်ပြီးရင်သူဒီလိုလေးဆွဲလာပြီးဒီဟာလေးကိုဒီလိုလေးလိမ်ပေးလိုက်နော်ဒီလိုလေးဟိုချီမလာတဲ့ဟာကဒီဘက်ကိုပေါ်လာမှာနော်ဒီလိုလေးပေါ်လာမှာအဲ့ဒါဆိုရင်သူကဒီလိုလေးကွင်းကနည်းနည်းညိနေနော်တကယ်လို့ပလက်တီနိုတွေဆိုရင်ကျတော့နည်းနည်းကန်နေပေါ့ဒါကျတော့နည်းနည်းဆယ်လီကို copy ကတ်ထားတာဆိုတော့သူကနည်းနည်းပုံစံဒီလိုလေးနေတယ်နော်ဒါပြီးရင်ဒီဘက်ကိုဒီလိုလေးပဲရှိုးလိုက်မယ်ရှိုးပြီးလို့ရှိရင်ဒီမှာဒီဘက်ကွင်းဘက်ဒီဘက်ချော်မယ်ပြီးသူတို့အနေထားလေးနော်အင်းချီဝလိုက်တဲ့ချိန်ကျရင်သူကဒီလိုတင်းတင်းနဲ့ထွက်လာခြေဒီကအရင်မရှိတော့သူ့တွေးလောင်းကကျတော့ဒီလိုအနေထားပဲနော်အရင်ကြီးအပေါ်ကလိုမျိုးဒီလိုခွင်းကဒီလိုတွေးလောင်းဖြစ်မနေဘူးသူကလည်းခွင်းတိုးလဲဆိုတော့နော်တကယ်လို့ဒီအရှိကိုရှည်တယ်လို့ထင်နေဆိုရင်ဒီမှာရှော့လို့ရတယ်နော်လက်မဝဲလောက်ရှော့မလားလောက်ရှော့ချင်တာလို့အရှိကကျတော့ကိုစိတ်ကြိုက်နော်မဟုတ်လည်းဒီမှာဟိုအပွင့်လေးတတ်ချင်နေဆိုရင်ရတယ်နော်ဒါကျတော့အခွေလေးနဲ့ဒီလိုလေးနောက်ကပန်းကကျတော့ကိုစိတ်ကြိုက်တကယ်လို့ဒီလိုပန်းမထဲဘူးဆိုရင်အဖွားကြီးကျဲတင်းနေဒီမှာဖုံတက်လေးဆိုရင်ဒီလိုကွင်းရှိလေးပဲနော်ဒါဆိုရင်ဒါလေးကကျတော့ရွှေကျဲလေးကွင်းနေပေါ့ဒါလေးရပါပြီအလုံးအစင်ပြေမယ်လို့မျိုးလေးပါတယ်